ဝေတာလဲတွားလောက်တော့မယ် interview မှာဒီဟာလေးတွေမေးတယ်ဆိုရင်မိတ်ဆွေတို့ဖြေတတ်ပြီလားဖြေကြည့်ကြရအောင်တကယ်လို့ဧည့်သည်ကဟင်းရဲ့ service ရဲ့မကျေနပ်ဘူးဆိုရင်မင်းကကြတော့ဘယ်လိုဖြေရှင်းမှာလဲတရုတ်လိုပြောကြည့်မယ်တရုတ်လိုမေးမှာနော်如果客人不满意菜品或服务你会怎么处理如果客人不满意菜品或服务你会怎么处理如果တကယ်လို့客人ဧည့်သည်က不满意နော်မကျေနပ်ဘူး菜服务 service ကိုနော်ဒီနှစ်ခုကိုမကျေနပ်ဘူးဆိုရင်ပေါ့နော်你ခမ会怎么处理ဘယ်လိုဖြေရှင်းပေးမှာလဲဧည့်သည်ကိုနော်ဘယ်လိုဖြေမှာလဲမိတ်ဆွေတို့ဖြေကြည့်မယ်နော်နံပါတ်1ကကြတော့နော်တကယ်လို့မှဧည့်သည်ရဲ့ဆက်ဆံရေးမကောင်းဘူးဆိုရင်မင်းကဘယ်လိုလုပ်မှာလဲဧည့်သည်ရဲ့သဘောထားဆက်ဆံရေးပေါ့နော်ငါတို့ဆက်ဆံတဲ့ဝေတာဆက်ဆံတဲ့အချိန်မှာဆက်ဆံရေးမကောင်းဘူးဆိုရင်မင်းဘယ်လိုလုပ်မှာလဲ如果客人的态度不好你会怎么办如果客人的态度不好你会怎么办如果တကယ်လို့客人的态度ဧည့်သည်ရဲ့ဆက်ဆံရေးက不好မကောင်းဘူးဆိုရင်你会怎么办မင်းဘယ်လိုလုပ်မှာလဲနော်မင်းကကြတော့နော်ဒီ overtime ဆင်းရတာရယ်ပြီးရင်ပိတ်ရက်တွေမှာပေါ့နော်ပိတ်ရက်တွေမှာအလုပ်တက်ရတာကိုလက်ခံနိုင်လား你能接受加班或者节假日上班吗你能接受加班或者节假日上班吗你能接受မင်းလက်ခံနိုင်ပါသလား加班 overtime ဆင်းနေ或者ဒါမှမဟုတ်节假日ပိတ်ရက်တွေမှာနော်上班မှာအလုပ်လုပ်တာဆိုရင်အလုပ်လုပ်ရမယ်ဆိုရင်မင်းလက်ခံနိုင်လားနော်ဒါဆိုရင်မိတ်ဆွေတို့ကဒီဟာလေးတွေဖြည့်တတ်ပြီလားဒီ၃ခုကိုဖြည့်တတ်ပြီလားဆိုတာကိုကိုသွားဖြည့်ကြည့်တိုက်ပါမယ်ကိုကကျတော့ဝေတာသွားလုပ်တော့မယ်ပေါ့နော်တကယ်လို့မဖြည့်တတ်သေးဘူးဆိုရင်မိတ်ဆွေတို့အသေးစိတ်သိချင်တယ် interview နဲ့ပတ်သက်ပြီးတော့အသေးစိတ်ပေါ့နော်ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့အသက်ကိုယ့်ရဲ့ဒီအရက်အမြင့်တို့ပြီးကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတို့အကုန်လုံးပေါ့နော်ဝေတာနဲ့ပတ်သက်ပြီးတော့သူများမေးတဲ့ဟာလေးတွေကိုအကုန်လုံးပြောတတ်ဆိုတတ်ရှိချင်တယ်ဒါမှမဟုတ်ဝေတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးလာချင်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့မိတ်ဆွေတို့ကတင်တန်းချောင်းမှာလဲတဲ့တင်တန်းချောင်းဖြစ်ဖြစ်တာမွေတင်တန်းချောင်းဖြစ်ဖြစ်အမြန်လေးကျင့်ပေးတဲ့အတန်းလေးတွေရှိတယ်မိတ်ဆွေတို့စိတ်ဝင်စားတယ်ဆိုရင်တော့တင်တန်းချောင်းကိုလာခဲ့ပါတင်ကြားတဲ့ပုံစံလေးတွေကိုလာလို့ရပါတယ်ဘယ်လိုတင်ကြားတာလဲလာကြည့်လို့ရပါတယ်ဘယ်လိုတင်ရိုးညွန်းတန်းနဲ့တင်ကြားတာလဲဆိုတာကိုလာပြောစာအုပ်လေးတွေလာလို့ရတယ်ကိုနဲ့တင့်တော်တယ်ဆိုမှပဲအမြန်ဆုံးလာပြီးတော့အပ်ပြီးတော့လေ့ကျင့်သွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှေ့ရှေ့大家底下就礼吧